ဒီ kitchen လေးကတော့လွန်ခဲ့တဲ့နှစ်လက install ထားတာဒီနေ့တချို့အပိတက်လေးတွေညိရဟာလေးတွေမညိမညာလေးတွေတချို့လာလောက်တဲ့အချိန်မှာနည်းနည်းအခွင့်ကြုံသွားတော့เนาะဆိုတော့ဒီ kitchen ရ island ဆိုရင်ဒီကျွန်တော်တို့အခု cap ပေါ်ဖြစ်တဲ့ align line လေးတွေเนาะ align line လေးတွေနဲ့ stone ကတော့20 mix stone ဖြစ်တယ်เนาะဆိုတော့ answer ဒီ drawer တွေကတော့ကျွန်တော်တို့45 finger bowl ဖြစ်တယ်ပေါ့နော်ဆိုတော့လက်ကင်နေမဟုတ်ပဲနဲ့45 finger bowl ဖြစ်တယ်ဆိုတော့ဒီအောက်ချီမှာတော့အကုန်လုံးမီးလေးတွေပေါ့နော်မီးလေးတွေအလှပါတယ်ဆိုတော့နေရာဖက်မှာတော့ဘယ်ဘက်ညာဖက်မှာ all oven တစ်လုံးဘယ်ဖက်မှာ all oven တစ်လုံးခလဲမှာခုတ်တော့ပါနော်ခုတ်တော့ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဖက်မှာဒီဖက်တမ်းမှာကျွန်တော်အပေါ်မှာတော့သူကopen shop ပါနော်အလားလေးတွေထားမယ်ဒီဖက်မှာ sink ရညာဘက်မှာတော့ toilet washer dishwasher တော့အခုမထားသေးဘူးဆိုတော့ဒီ sink ရဲ့ဘက်ဖက်မှာကျတော့ကျွန်တော်တို့ကတစ်ခါတည်းအမိုက်ပြဖို့နော်အမိုက်ဘုံ bin အမိုက်ဘုံ bin pull out bin ပြီးရတယ်ကျွန်တော်တို့တပြင်လုံး overhead cabinet ရှိတယ်တပြင်လုံးတစ်ဖက်ကိုလာမယ်answer တွေပြီးတတ်ထားတယ်ဒီ corner မှာကျတော့ကျွန်တော်တို့ဒါ corner မှာကျတော့ဒါ Lisi Susan လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ထည့်လိုက်တဲ့ပစ္စည်းအတူပထွားလေးတွေကိုဒီလိုလေးဆွဲပြီးတော့ဒီလိုလေးပြန်တွန်းမှာပေါ့နော်ဆိုတော့နှစ်ထပ်ပေါ့တော့ကျွန်တော်ဒါကြတော့ခေါ်လာမှာပေါ့နော် blind နေရာပြီးတော့ဒီဖက်ကကြတော့အထဲမှာဆွဲနှစ်ထပ်နဲ့အကုန်လုံးကဒီမှာရှိတဲ့တကားတွေအားလုံးကသူကလက်ကင်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့45 finger bowl နဲ့ပေါ့နော်ဆိုတော့ဒီဖက်ချမ်းတော့သူက pantry ပေါ့နော်ဒီချမ်းအောင်မှာ pantry ဆိုတော့ဒီမှာဆိုရင်ရေခဲတိတာထားမယ်fridge ထားမယ်ဒီဖက်မှာကျတော့သူက opening နော်ကျွန်တော်ရဲ့မိဘူချောင်းကအတုံးဆောင်ပစ္စည်းတူလီမိုလီအကုန်လုံး opening မှာထားမယ်တကားတွေဖွင့်နေကြမလို့ပဲနဲ့နော်ဒီမှာကျတော့တကား pantry ပဲအကြီးကြီးနဲ့ပေါ့နော်ဆိုတော့သူကကြီးတဲ့အတွက် push open တော့မဟုတ်ဘူးလက်ကင်တတ်ထားတယ်ဆိုတော့ဦးအကြီးကြီးတွေပါညာဒီတိတ်ပြီးအတုံးမလို့တဲ့ဟာတွေကိုဒီထဲမှာထားမယ်ပေါ့နော်ဆိုတော့ဒီဟာမျိုးစိတ်ဝင်စားတဲ့ဆိုတော့ကျွန်တော်တို့ appliances ပြတဲ့ sink တို့ cooktop တို့ပြီးတော့ကျွန်တော်တို့ splat bag stone တို့မပါဘူးပေါ့နော်မီးတွေလည်းမပါဘူးကျွန်တော်တို့kitchen cabinet ကြီးပဲဆိုရင်ကျွန်တော်တို့2000နဲ့9000ကျပါတယ်ပေါ့နော်စိတ်ဝင်စားတယ်ဆိုတော့ဟုတ်ပြီနော်